နေအညာမြည်ရဲ့ခွဲခဲ့တာချင်းလေးကြပေါ့ပြန်လာခြင်းတော့လေခွဲဘဝကိုချွေမကြည်သေးတဲ့မြဝေးရမယ်ထင်နေမိသားစုအရေးကြောင့်ွယ်မိသားစုအဝေးပြေးရဘဝတွေမလွယ်ရွာမှာအခုဆိုအဖိုးတွေအဖွားတွေမရှိတော့ဘူးခွေပြန်လာရင်ဖယားတော့ဖူးဖို့လိုက်ဖို့မဲ့ကတိတွေမတည်နိုင်နေအတိတ်ကအကြောင်းမလှပဲရှိဘဝကဝတ်တွေလာလေအဖေနဲ့အမေရှင်းအဝေးမှာခွေလူမျိုးကြားတွေအလဲ